ကျမတို့ငငယ်တော့တက်ခဲ့တဲ့ variety ပဲဖြစ်ပါတယ်မင်္ဂလာပါရှင်ဒါကတော့ဗောနော်ညီမအခုချက်လောက်ဂျူးမြစ်စားနေဆိုတော့အဆက်ပြေလေးဗော variety လေးလည်းပါမယ်စားလိုက်တောက်လိုက်ဗောနော်စီစဉ်ကတော့စပါပြီရှင်စားကြပါအောင်ရှင်မင်းတိုင်းနေမှာသူအင်းညာတော့ဟိုလာလို့စားတော့လေမြက်ကမှုမွေးတော့အရင်ကောင်းတယ်အဲ့တော့မပူးနေတော့ချင်ပါနော်အများကြီးလည်းတောက်လို့ရအောင်ဖောင်ခွဲလေးထည့်ထားပါရဟုတ်တယ်ပါရှင်ကျမတို့ငငယ်တော့တက်ခဲ့တဲ့ variety ပဲဖြစ်ပါတယ်ဟုတ်တယ်ပါဦးလောင်ရပါရောရရှစ်တော့အောင်ကင်မရာလေးရှစ်တော့ပြပါအဲ့ဒါအဲ့ဝယ်ချပါမင်းဂျူးမြစ်တယ်အဲ့လိုပေါ့နော်ဒီမှာကင်မရာမန်ကသူစားကြည့်နေပြတာမရဘူးโอเค了吧